ခေဘုတ်တုဝေဂီတာကပြားဆိုတာကိုကြီးကိုရာတွေမိကောင်ပေါက်ချက်တစ်မျိုးပါပဲအရေးတကြီးတူထွန်းလိုက်မိတဲ့ရေဦးချန်နယ်တစ်ခုလုံးကျွန်တော်ခေဘုတ်တုဝေပျော်ပါစေခွဲမနေ့ကရောမနှက်ဖြန်ရောဖေဖော်ဝါရီတလလုံးရောအချစ်နဲ့စစ်အပြင်လူတွေဘာလုပ်နေကြပါသလဲဘရန်ဒီလိုအသက်ရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်ပါလေဂူရူချင်းစရာပါခေပုံတော့ဝေးနှစ်ယောက်စလုံးရီဖို့ပန်းတွေဘေးရသည်မှမပွင့်ခဲ့တာခေပုံတော့ဝေးတောက်ပြီးကျွန်တော်အခါတည်ခဲ့ရတဲ့အစိတ်ပြာတစ်ခွက်မှာစက်တဖူးတွေပတ်ချအပ်ခဲ့ရဘူးတာပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမီးကိုမဆုံလွမ်းနေတတ်တာကိုယူရတဲ့ခေပုံတော့ဝေးမာယာလူမျိုးတွေရဲ့ပြက်ကလေးမှာချစ်သူများနေကိုဖော်ပြဟောရှုပ်ထွေးလွန်းလာတယ်ကျွန်တော်ပင်လေးမှာဖြစ်တဲ့ကိုယူရှင်းပါရဲ့လိုင်းကြားလီကြားကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမိနှခွဆင်ရောလေးတကောင်စားနှကောင်စားလန်နာနေမယ်လေတွေကရွက်ဖြူဖြူတွေကိုဖောက်ကားနေအောင်တိုက်လို့ဥရဟိုဖြတ်သွားဖြတ်လာအဲ့ဒီလေကလေးတွေစီဟေးလို့အော်တန်ခေါ်တန်ပြုတ်ကြမယ်နေနေကြကိုနှလုံးသားနဲ့ပတ်ကြယူကြပြည့်ပြည့်စုံစုံကိုပွက်လို့ရိုက်သွားတော့တာပဲမုန်တိုင်းတွေကိုရောက်ရနဲ့နန်းဆက်မနေဘူးလားကွယ်တောင်တခမ်းကျုံတန်းလောငွေတက်ရင်သူ့မြေကုမြေခွဲခြားလို့တော့မရနိုင်ပါဘူးအကောင်ဘကလှည့်တွေးကြည့်စမ်းမှာခေမိုးတော့ဝရှိလေးပြတကောင်ရဲ့ငယ်နေမြေမှာတော့မတင်ကားစရာတွေပါနေတာပို့လွမ်းလောက်လို့သာလွန်ပါတယ်ဘလို့စုကိုတောင်းထိုက်တန်သမျှသာစုတောင်းပြီးလာကြဖို့မှာပါကြာညုံွယ်ရိုးတွေပြစ်စုံမှုပြေးတွေတင်တွေရဲ့အညွတ်အတိုင်းခိုင်မာတဲ့အောင်တက်တော်တပြက်တွေကျွန်တော်ရလိုက်တဲ့တက်ကိုပြည့်စုံမှုပါရဲ့ရေးရချာရေးမှုအတွက်တော့ကျွန်တော်ကိုဒီတိုင်းလေးတွေထားခဲ့လိုက်ပါခေမောင်တော့ရဲ့ဘယ်လိုချစ်ရမယ်ဆိုတာသိတဲ့နောက်သူကကောင်းတော့မှာပါတန်တဲ့ခေမောင်တော့ရဲ့ဂီတာ